ဘာလို့ယာမိုက်ကသူ့ရဲ့အကောင်းဆုံးဆက်တစ်ယောက်ဖြစ်ရင်းမှာရီရဲ့ကစားသမားတွေထည့်ခဲ့ရတာလဲသူကသူ့ရဲ့အကောင်းဆုံးဆက်တစ်ယောက်ကိုရွေးခဲ့တာဟုတ်ပါတယ်ဒါပေမဲ့သူဘာစီလိုနာမှာကစားနေတာကိုမေ့သွားပြီးရီယယ်မက်ဒရစ်ကစားသမားတစ်ဝက်လောက်ကိုအသင်းထဲထည့်ပစ်လိုက်တဲ့ဂိုးသမားနေရာမှာအီဂါကာစီလက်စ်ဘယ်နောက်ခံလူနေရာမှာမာဆယ်လိုဗီအေရာနဲ့ဗဟိုနောက်ခံလူနေရာမှာတော့ဆာဂျီယိုရာမို့စ်တို့ကိုရွေးခဲ့တာပါအသင်းတဝက်လောက်ရောက်တော့မှသူဟာဘာကာမှာကစားနေတာကိုတတိယသွားပြီးဂျရက်ပီကေနဲ့ဒန်နီအဲဗက်စ်တို့ကိုထည့်လိုက်ပြန်တဲ့အဲ့ဒီနောက်မက်ဒရစ်ရဲ့ကနဝင်ဇီနက်တင်ဇီဒန်ကိုထည့်ခဲ့ပေမဲ့သူ့ကိုရိုနယ်တင်ဟိုပြီးတော့သူ့ရဲ့တငယ်ချင်းအရင်ဘောလုံးမင်းသားနေမာတို့နဲ့တွဲပေးခဲ့ပါတယ်ပြီးတော့ဘယ်သူမှမထင်မှတ်ထားတဲ့အရာကိုသူလှုပ်လိုက်ပြန်တဲ့ဂိုးသွင်းဆက်ရုပ်ကြီးနှလုံးဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့ရိုနယ်ဒိုနာဇာရီယိုတို့ကိုထည့်ခဲ့ရုံတင်မကပဲခရစ္စတီယာနိုရိုနယ်ဒိုကိုပါသူ့ရဲ့အသေးဆွဲမက်ဆီနဲ့အသင်းတူထည့်ပေးလိုက်တာပါမက်ဒရစ်ကစားသမားတွေအများကြီးထည့်ခဲ့လို့သူ့ကိုဝေဖန်ခဲ့ကြပေမဲ့လည်းရိုးရိုးသားသားပြောရရင်သူရွေးခဲ့တာတွေကတကယ်အကောင်းဆုံးကနဝင်ကြီးတွေကြီးပဲမို့လို့လူတွေကသဘောတူခွင့်လွှတ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။တင့်အနေနဲ့ဘယ်လိုမြင်မိပါသလဲ။တင့်ရဲ့အကောင်းဆုံး11ယောက်နဲ့ကိုက်ညီမှုရှိရဲ့လား။ကွန်မန့်မှာရေးပေးခဲ့ပါဦး။